안녕하세요, 여러분. 혜린 선생님입니다. 이 비디오레마가로 디체로 못 알아요, 지 못해요 그라말리를 릴라지밤에 여러분은 시가 비디오마 안네 지 안다고 지 않아요고 릴라게 말해 이 비디오레마로 제로가 뚜네 센두레 못예 지 못하다 지 못해요 소리 그라말리를 릴라지밤에 또 갈래 안인스글로 피바래 သွားတယ်မသွားဘူးစားတယ်မစားဘူးဒီလိုညင်းတဲ့အခါမျိုးမှာသုံးပါတယ်ဒါပေမဲ့သူကကြတော့ဘယ်လိုခြေနေမျိုးမှာသုံးကြမလဲဆိုလို့ရှိရင်လုံနိုင်တယ်မလုံနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးပါပါတယ်ပြောရလို့ရှိရင်သုံးပုံသုံးနည်းလေးကတော့အတူတူပဲအဓိပ္ပာယ်လေးကတော့ခွဲပါမယ်ဥပမာဆိုရင်ဒီချေတို့ an ကကြတော့ verb ရဲ့အရှိမသုံးခဲ့ပေါ့နော်ဒီလိုပုံစံလေးသုံးခဲ့တဲ့ an verb ရဲ့အရှိမသုံးတယ်အဲဆို mood လဲအတူတူပါပဲသူလဲ verb ရဲ့အရှိမဒီလိုလေးသုံးပါမယ်ဒီနောက်တစ်ခုကဘာလဲဆိုလို့ရှိရင် verb ရဲ့အနောက်မှာ g anda ကိုသုံးခဲ့တယ်ပေါ့နော် g anda verb ရဲ့နောက်မှာ g anda g anda ရော g 않습니다သူလည်းအတူတူပဲ verb ရဲ့အနောက်မှာ g 못하다 ကိုသုံးလို့ရပါတယ်ဒီမှာတော့မပြထားပေမဲ့ဒီချက်ကဒီသူ့ရဲ့ main form လေးတွေကိုပြန်ပြီးရေးထားတာပေါ့နော် g 못하다သူတို့ကိုပြောင်းလို့ရှိရင်ကျတော့ဘယ်လိုပြောင်းလို့ရမလဲ g 못해요 ဒါမှမဟုတ်ရင် 지 못합니다. 뒤로 번호를 떠올려 봐요. formal polite style ending ကို informal polite style ending ကိုနှစ်ခုလုံးနဲ့တွေ့သုံးလို့ရပါတယ်။ဒါဆိုရင်သူတို့နှစ်ခုကိုသုံးတဲ့ပုံစံလေးရသွားပြီ။ an verb ရဲ့အရှိမလိုက်တယ် mode သူလည်း verb ရဲ့အရှိမလိုက်မယ်။ ji anta verb ရဲ့အနောက်မှာလိုက်တယ်။ ji 못하다 သူလည်း verb ရဲ့အနောက်မှာလိုက်မယ်။ ending ပြောင်းချင် ji 못해요, ji 못합니다 ပုံစံတစ်မျိုးနဲ့သုံးလို့ရပါတယ်။ဒါဆိုဒီချေတို့ပြောင်းပုံပြောင်းနည်းလေးကိုတွားပြီးကြည့်ကြရအောင်။ 가다 တွားဒီ 못 가다 မတွားဘူးပေါ့။ 못 가요 မတွားဘူး။အဲ့ဒီမတွားဘူးဆိုတဲ့နေရာမှာဘယ်လိုအဓိပ္ပာယ်မျိုးပါမလဲ။여러분도ကိုတွားချင်တယ်။ဒါပေမဲ့တွားလို့မရတဲ့အခြေအနေမျိုးဆိုရင်ဒီချေတို့က 못 နဲ့သုံးပါတယ်။ an ကိုကျတော့တွားလို့ရတယ်။ဒါပေမဲ့ကိုယ့်ဘာသာကိုမတွားချင်တဲ့အခြေအနေမျိုးမှာ an ကိုသုံးပါတယ်။ an 가요 မတွားဘူး။ဒါကိုမတွားချင်လို့မတွားတာ။ 못 가요 မတွားနိုင်ဘူး။ကိုတွားချင်ပေမဲ့တွားလို့မရတဲ့အခြေအနေမျိုးမှာသုံးပါတယ်။ ji 못해요 နဲ့သုံးချင် 가지 못해요 verb ရဲ့အနောက်မှာလိုက်သုံးလိုက်ရုံပါပဲ။ 못 ကလည်း an နဲ့တူပါတယ်။ဟာတာနဲ့စုံတဲ့ verb တွေဆိုသတိထားရမယ်။များတော့အဖြစ် action verb တွေဆိုရင်ဟာတာနဲ့စုံတဲ့ verb တွေကဟာတာရဲ့အရှိမ an မဟုတ်ရင် 못 ဒီဟာလေးထည့်ပေးရတယ်ပေါ့။ 요리 못해요 ဒီလိုလေးသုံးရပါတယ်။ 못 요리해요 လို့သုံးလို့ရှိရင်မှားပါတယ်။ an ပုံစံလေးနဲ့တူတယ်နော်။သူတို့နှစ်ခုကသုံးပုံသုံးနည်းတူပါတယ်။အဓိပ္ပာယ်လေးပဲကွဲတာပါ။ဆက်ပြီးကြည့်ရအောင်။타다 CD 못타요 မစီးနိုင်ဘူး။타지 못해요. 읽다 사파디 못 읽어요. 읽지 못해요. မဖတ်နိုင်ဘူး။မဖတ်တတ်ဘူး။ 숙제하다 인사လုပ်ဒီ 숙제 못해요. 숙제하지 못해요. အိမ်စာမလုပ်ဘူးအိမ်စာမလုပ်နိုင်ဘူး쓰다ရေးဒီ 못 써요 မရေးနိုင်ဘူး쓰지 못해요 မရေးနိုင်ဘူး듣다 နားထောင်ဒီ 못 들어요 နားမထောင်နိုင်ဘူးနားမထောင်နိုင်ဘူးဒီနေရာမှာတော့မကြားရဘူးလို့ပြောချင်တာပေါ့နော်မကြားရဘူး 듣지 못해요 နားမထောင်နိုင်ဘူးတနည်းအားဖြင့်မကြားရဘူးလို့ပြောတာပါခုနကဒီချက်ပြောခဲ့လို့ပဲစာကြောင်းလေးတွေရဲ့ကွာခြားချက်ကတော့ an ကိုသုံးလို့ရှိရင်တော့ကိုလုံနိုင်ရဲ့သားနဲ့မလုံတဲ့အခြေအနေမျိုးမှာသုံးပါတယ် mood ကိုသုံးရင်ကျတော့လုံနိုင်ရဲ့သားနဲ့လုံချင်ရဲ့သားနဲ့မလုံနိုင်တာပေါ့ဥပမာဆိုလို့ရှိရင်여러분도ကဒီစပိန်စီးတယ်자전거를 타요ဥပမာစာကြောင်းရေးကြည့်မယ်자전거를 타요စပိန်စီးတယ်ပြီးနောက်တစ်ကြောင်း자전거를 안 타요စပိန်မစီးဘူး자전거를 못 타요. စပိန်မစီးနိုင်ဘူး 못 타요. ကဲဘယ်လိုကွဲမလဲ 자전거를 타요. စပိန်စီးနိုင်တယ် 자전거를 안 타요. စပိန်မစီးဘူးသူကစီးတက်ရတာနဲ့မစီးဘူးဆိုတဲ့အဓိပ္ပာယ်မျိုးပြောရှင်နော် 자전거를 못 타요 ဆိုရင်စီးကျင်တော့မှစီးလို့မရဘူးဆိုတဲ့အခြေအနေမျိုးပြောတာမစီးတတ်ဘူးပေါ့မစီးနိုင်ဘူးမစီးတတ်ဘူးအဲ့လိုအခြေအနေမျိုးပြောတာပါဥပမာနောက်တစ်ခုဆက်သွားမယ်학교에 안 가요 안 가요. 학교에 안 가요. 그리고 학교에 못 가요. 자, 이နှစ်ခုရဲ့ 과차ချက်လည်းတူတူပါပဲ 학교에 안 가요 ရဲ့အဓိပ္ပာယ်ကကျောင်းမသွားဘူးကိုသွားလို့ရတယ်ဒါပေမဲ့ကိုမသွားချင်လို့မသွားတာပေါ့ 학교에 못 가요는ကျောင်း
သွားချင်ရင်တောင်မှသွားလို့မရအောင်ဒီလိုမျိုးပြောချင်ရင် 학교에 못 가요 ကျောင်းမသွားနိုင်ဘူးလို့သုံးပါတယ်ပြီးတော့ရင်ကိုရီးယားစကားကိုရီးယားစာရေးတတ်တယ်ကိုရီးယားစာဖတ်တတ်တယ်ဒီလိုပြောတဲ့အခါမျိုးမှာလည်းသုံးလို့ရပါတယ်မဖတ်ဘူးလို့ပြောချင်ရင်အာနဲ့သုံးပြီးတော့မဖတ်တတ်ဘူးလို့ပြောချင်မို့နဲ့သုံးလို့ရတာပေါ့နော်ဒါဆိုရင်အာနဲ့မို့ရဲ့ကွာခြားချက်လေးကိုနားလည်မယ်လို့ထင်ပါတယ်ဘရောဘွန်တို့ဥပိုင်ဝဲကြလေးလည်းအများကြီးပြန်ပြီးတော့လေ့ကျင့်ပြီးတော့ပြန်ခွဲကြည့်ပါဦးနော်အာနဲ့မို့နဲ့ဘယ်လိုကွာလဲနောက်တစ်ခါပြန်ပြီးတော့ခွဲကြည့်ကြည့်ပါကျတို့ဥပမာစာကြောင်းလေးဆက်သွားကြည့်အောင်저는 수영을 못해요 저는 수영하지 못해요. 이목구다부. 오늘은 술을 못 마셔요. 오늘은 술을 마시지 못해요. 니니 얘만 따오나요. 마필룰레도 니니 까마와마 버려서 얘 따오로미하고 얘만 따오나요. 두 따오치에는 아마도 까마와 마피들을 참고 못 따오나요. 물로 벼라고. 저는 노래를 못 불러요. 저는 노래를 부르지 못해요. 저는 대침을 쏟아부. 알어 디마지야. 대침을 쏟아부 저 불면 별래. 아, 두면 대침 ဆိုတဲ့အခါမှာလုံးဝအတန်သေးတန်ကြောင်ဒီလိုထွက်နေရမျိုးပေါ့အားကြလို့ရှိရင်သူကတော့တချင်းကောင်းကောင်းဆိုချင်တာပဲဒါပေမဲ့ဘာဖြစ်လဲသူ့ရဲ့အတန်ကအဲ့လိုဖြစ်နေတယ်သူဘာမှမတတ်နိုင်ဘူးပေါ့နော်အဲ့ဒါကြောင့်မို့အဲ့လိုချင်းနေမျိုးမှာမို့ဘူးလားတမင်တကာတချင်းကောင်းကောင်းမဆိုရင်တော့အမ်ဘူးလို့ရောတုံးပါပေါ့ကြာဒီတိုင်းတချင်းဆိုလို့ရတယ်မဆိုဘူးဒါမျိုးဆိုရင်ကျွန်တော်လူတဲ့အမ်ဘူးလို့ကျွန်တော်တချင်းမဆိုဘူးဒီလိုပြောလို့ရတယ်ကိုကတချင်းဆိုခြင်းပေမဲ့ကိုယ့်ရဲ့အတန်မကောင်းတဲ့အခါမျိုးမှာကျွန်တော်လူတဲ့မို့ဘူးလို့ဒီလိုလေးတောင်းပါတယ်နော် 낙태와짜리 지지야. 운전해요. 까마라. 아니요. 운전 못해요. 까마망나고 운전을 안 배웠어요. 까마나오 맞대요. 디마 못해요. 받았더니 까마망다부로 떠나나. 디마저는 안 배웠어요. 그러가 까마나 땡로 야리. 그다음에 두아 못된디야고나. 다자물로 안 해도 말해. 왜 밥을 안 먹어요? 발로트님사래 이가 아파요. 꽈까이니래. 그래서 먹지 못해요. 다시 한번 사나요? မစားဘူးလို့မဖြစ်ဘူးသူကမစားနိုင်ဘူးလို့ဖြစ်လာတာသူစားခြင်းနဲ့ဒါပေမဲ့သူစားလို့မရဘူးဆိုတဲ့အခြေအနေကိုဖော်ပြချင်တာပေါ့နော်အောက်ဘက်မှာလည်း chero difference လေးတွေကိုဖော်ပြထားပါတယ်ဒါခုနကတည်းကပြောပြီးသွားပြီဆိုတော့ထပ်မပြောတော့ပါဘူးနော်ဟုတ်ပြီအဲ့ဆိုရင်ဒီ chero ဒီဘက်မှာလေ့ကျင့်ခန်းလေးရှိမယ်လေ့ကျင့်ခန်းလေးဖြည့်ကြည့်ပါပြီးတော့ရင်ကိုယ်ပိုင်ဝက်ကြလေးဖွဲ့ကြည့်ကြည့်ပါအောင်နော်နောက်ထပ်ဗီဒီယိုမှာထပ်တွေ့ပါမယ်수고하셨습니다